ရေပြားလေးဘက်နာအတွက်ဆောင်ရန်ရှောင်ရန်လို့ပြောတာဒီကျွန်တော်တို့ရေပြားနဲ့ဆိုင်တဲ့ဆောင်ရန်ရှောင်ရန်ကိုပြောတာပဲလို့ကျွန်တော်သတ်မှတ်တယ်။ဘာကြောင့်လဲဆိုတော့ရေပြားလေးဘက်နာလို့ခေါ်တဲ့ DLE ရဲ့နောက်သွေးလေးဘက်နာလို့ခေါ်တဲ့ SLE ကအရန်တွေ့တာများကြတယ်။အဲ့ဒါမှာကျွန်တော်ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားပြောချင်တာကအရေပြားလေးဘက်နာလို့ပြောပြီးတော့အရေပြားနဲ့ဆိုင်သလားဆိုတာမျိုးကျွန်တော်တို့ပြောရမှာ။သွေးလေးဘက်နာလို့ပြောပြီးသွေးဆရာဝန်နဲ့ဆိုင်လားလို့ပြောရမှာ။ဒါတွေအကုန်လုံးဒီauto immune ယောဂဖြစ်တဲ့အတွက် auto immune ဆရာဝန်နဲ့ဆိုင်တယ်ဘယ်လိုလဲဆိုတော့သွေးလေးဘက်နာရေပြားလေးဘက်နာဆရာဝန်ဆိုင်တယ်အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ rheumatologist လို့ခေါ်တယ်အဲ့ဒီဆရာဝန်ကြီးတွေနဲ့ပတ်သက်ပါတယ်ပေါ့နော်သူတို့နဲ့ဆွေးနွေးရမှာဖြစ်ပါတယ်အဲ့ဒီထဲမှာကသွေးလေးဘက်နာဖြစ်ဖြစ်ရေပြားလေးဘက်နာပဲဖြစ်ဖြစ် auto immune နဲ့ဆိုင်တဲ့ယောဂတွေမှာကအရေပြားမှာပြဿနာရှိတယ်အရေပြားမှာဒဏ်ရာရှိတယ်အရေပြားမှာလာပြီးတော့ပါဝင်ပတ်သက်မှုရှိနေတာဖြစ်တဲ့အတွက်များသောအားဖြင့်ကျွန်တော်တို့စီကိုလာပြီးတော့ပြတဲ့လူတွေထဲမှာလည်းပါလာပါတယ်ဒါပေမဲ့ဒီတလုံးမှာလည်းတော်တော်များလာကြတယ်အဲ့လိုပြနေတဲ့ယောဂတွေကအဲ့တော့ဒါတွေကိုဖြစ်နေတဲ့သူမျိုးတွေရောဘယ်လိုကာကွယ်ရမလဲအဓိကကတော့နံပါတ်1နေအောင်ပါသူတို့တွေဒီနေအောင်နဲ့ထိပါများတယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့အရေပြားမှာတုံ့ပြန်မှုများပြီးတော့အရေပြားလေးဘက်နာသွေးလေးဘက်နာတွေပို့ပြီးတော့ကြွလာနိုင်ခြေတွေများတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့ရင်နောက်တစ်ခုကထပ်ပြီးပြောရမယ်ဆိုရင်အဲ့လိုဖြစ်နေတဲ့သူမျိုးတွေဒီ auto immune ယောဂဖြစ်တဲ့အတွက်ခန္ဓာကိုယ်ထဲမှာတုံ့ပြန်မှုတွေများနေတာဆိုတော့ကျွန်တော်တို့အရေပြားနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီဆေးကမ်းမှာပြုလုပ်တဲ့ treatment တွေကိုတော်တော်ကိုသတိထားပြီးတော့ပြုလုပ်ရမှာဖြစ်ပါတယ်အဲ့လိုပြုလုပ်ပြီးတချို့ပြုလုပ်လို့ရတဲ့ဟာတွေကိုအတင်းအကျပ်ကြီးလုပ်ပြီးသွားပြီဆိုရင်တောင်မှ photo protection လို့ခေါ်တဲ့နေအောင်ကာ sunscreen တွေကိုများများဆဆလင်းရမှာဖြစ်ပါတယ်အဲ့တော့တချို့တွေက sunscreen ကိုကျွန်တော်တို့ပုံမှန်တာမန်လူဆိုခုနကကျွန်တော်ပြောခဲ့သလိုမျိုးပဲကျွန်တော် sunscreen ကိုမကြိုက်ဘူးလို့ပြောခဲ့တယ်ဒါပေမဲ့သူတို့ကမကြိုက်လို့မရဘူး physical protection ဖြစ်နိုင်တဲ့ zinc oxide တို့ titanium oxide တို့အဲ့လိုပါတဲ့ဟာမျိုးပြည့်ပြည့်နက်နက်တွေလိမ့်လေပိုကောင်းနေဖြစ်တယ်ပြီးအပြင်သွားမယ်ဆိုရင်အယောင်ရင်းတဲ့အထီးတွေလက်ရှည်တွေနေရောင်ကိုလုံးဝမထိသင့်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်နေရောင်ထိတယ်ဆိုရင်ယောဂအခြေအနေပို့ပြီးတော့ဆိုးသွားနိုင်တယ်ဒါကပေါ့နော်ယောဂအတွက်ကိုကျွန်တော်တို့ကာကွယ်တဲ့အကာအကွယ်ပေါ့ယောဂနဲ့ပတ်သက်ပြီးတော့မှအရေပြားကအရန် sensitive ဖြစ်နေတဲ့အချိန်မှာ scratch တွေအရန်တိုက်တာတို့ကြီးရန်တွန်းတာတို့ပြီးတော့နောက်ဆက်ပြာကိုအပြင်းကြီးတွေတုံးတာတို့အဲ့လိုဟာမျိုးတွေကကြတော့ရေဘူးရအားဖြင့်ပုံမှန်လူတောင်မှကျွန်တော်တို့မလုပ်ခိုင်းတာဖြစ်တဲ့အတွက်ဒီလိုသွေးလေးဘက်နာရေပြားလေးဘက်နာဖြစ်နေတဲ့သူမျိုးတွေလည်းမလုပ်သင့်ပါဘူးနောက်တစ်ခုကကြတော့တောက်တဲ့တောက်စီတောက်တဲ့တောက်စီကြောင့်ကအရေပြားလေးဘက်နာသွေးလေးဘက်နာမှာတောက်တဲ့တောက်စီတချို့မှာက steroid ဆိုတဲ့တောက်စီ prednisolone တို့ methylprednisolone တို့အဲ့လိုဟာမျိုးတွေပါတယ်အဲ့လိုမျိုးတောက်စီတွေတောက်တယ်ဆိုရင်ဘာဖြစ်လဲဆိုတော့အယိုးပွားတာမျိုးတွေဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုမျိုးတောက်စီကိုကြတော့ဆရာဝန်ကတေချာ guideline နဲ့ခုနကကျွန်တော်ပြောတဲ့အထူးကုဆရာဝန်ကြီးတွေကနေပြီးတော့ဘယ်လိုတောက်ရမလဲဘယ်လိုဆိုရက်ရမလဲဒီဟာရဲ့ရတဲ့ side effect တွေအတွက်ကိုဥမာအစာအိမ်အတွက်ဆိုရင်လည်းအစာအိမ်စီပြီးတော့ရင်နောက်တစ်ခုကကြတော့အယိုးပွားတာအတွက်ဆိုလည်း calcium အဲ့လိုဟာမျိုးလေးတွေပေးပြီးတော့ထိန်းပေးလို့ရတယ်ပြီးတော့ရင်နောက်တစ်ခုကကြတော့သူ့ side effect ဖြစ်တဲ့အရေပြားနဲ့ပတ်သက်တဲ့ side effect ဆိုရင်ဝက်ချန်တွေထွက်လာနိုင်တယ်ဝက်ချန်တွေထွက်လာနိုင်တယ်ဆိုရင်ဒါကာကွယ်လို့မရဘူးဆိုပေမဲ့ကျွန်တော်တို့ကထွက်လာပြီဆိုရင်တော့ကုသလို့ရပါတယ်မျက်နှာကို steroid တွေလိမ်ပြီးတော့ပြဿနာအရန်တက်တဲ့ဟာလောက်တော့ကုသရမခက်ပါဘူးအေးဆေးကုသလို့လွယ်ပါတယ်ပြီးသွားရင်တချို့တွေကကြတော့တချို့အဲ့မှာတောက်နေတဲ့တောက်ဆေးတချို့ကကြတော့ဒီပါးစပ်တစ်ဝိုက်တွေနှာခမ်းတစ်ဝိုက်တွေလက်တွေအဲ့လိုမဲလာတာလက်ထိပ်တွေမဲလာတာအဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်အဲ့လိုဟာမျိုးတွေမဖြစ်အောင်အတွက်က skin barrier ကောင်းအောင်လို့အရေပြားကို ceramide ပါတဲ့moisturizer တို့ squalene ပါတဲ့ moisturizer တို့များများလင်းစေချင်ပါတယ်ဒါကတော့သူ့ရဲ့ treatment နဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့ဟာကြီးအရေပြားနဲ့ပတ်သက်တာကိုကျွန်တော်ပြောတာပါတကယ်တမ်းခုနကပြောတဲ့အရေပြားလေးဘက်နာသွေးလေးဘက်နာအတွက်အဓိကဆောင်ရန်ရှောင်ရန်ပြောပါဆိုရင်တော့ရှောင်ရန်တစ်ခုအရေးကြီးဆုံးကတော့နေအောင်လို့ပဲကျွန်တော်ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်